Hi guys အားလုံးပဲမင်္ဂလာပါကျွန်တော် football မှာဒီနေ့ pitch Harry ကနေပြီးတော့ပြည်သက်ကြီးအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါခင်ဗျာ Okay ကျွန်တော်ဒီနေ့တင်ဆက်ပေးသွားမယ့်ဗီဒီယိုကတော့ Newcastle 1 Arsenal 2 St James's Park မှာ Arsenal အသင်းတို့ဒုတိယပိုင်းဒီ comeback တွေနဲ့အနိုင်ရသွားခဲ့တဲ့ပွဲအကြောင်းကိုကျွန်တော်သုံးသပ်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်အဲ့တော့ပြည်သက်ကြီးအားလုံးပဲကျွန်တော်တို့ချက်လိုက်ပြီးတော့ကြည့်လိုက်ပါဦးခင်ဗျာကျွန်တော်တို့ဒီနေ့ပွဲမှာပေါ့နော်အများကြီးတွေ့ခဲ့ရတယ်ဒီ David Raya ရဲ့လက်ပစ်ကကွင်းတဝက်ကြော်လောက်ကိုရောက်သွားတာမျိုးအဲ့ဒါကိုအားကြမခံ Nick Pope ကနေပြီးတော့ပြန်ပစ်ပြတာမျိုးဒုတိယပိုင်းမှာပေါ့နော်အဲ့မျိုးတွေကျွန်တော်မြင်ခဲ့ရတယ်ဒီနီးပြားတွေရဲ့ဒီစောလကာတက်တာတွေလည်းမြင်ခဲ့ရတယ်ပြီးသွားရင်ဒီကစားသမားတွေကြက်တန်ကစားတာကိုလည်းကျွန်တော်မြင်ခဲ့ရတယ်ကျွန်တော်ဒီနေ့ပွဲစဉ်မှာတခုတေချာတာကတော့ဒီ Arsenal တင်းရဲ့ကစားပုံကပြီးခဲ့တဲ့နှစ်တွေက Newcastle ကိုရှုံးသွားတဲ့ကစားဟန်ထက်ကိုတော်တော်ကြီးကိုကောင်းလာတာကျွန်တော်တွေ့ရတယ်အရင်နှစ်တွေကပေါ့နော်1-0နဲ့ရှုံးသွားရင်ဒီ Newcastle ရဲ့ပရိသတ်အားနဲ့ဒီ Newcastle ကစားသမားတွေရဲ့ကျန်းကျန်းကစားမှုအောက်မှာ Arsenal နဲ့နစ်မြုပ်ခဲ့ရပါတော့ဒီနေ့ပွဲစဉ်မှာတော့ဒီတကူပေးလိုက်ရသည့်တိုင်အောင်သူတို့အသင်းဟာလုံးဝပေါ့နော်ဟိုအနိုင်မခံအရှုံးမပေးစိတ်ဓာတ်နဲ့ဟိုကြက်ခံကစားရပါတော့တောက်လျှောက်ခွင့်ရအများကြီးရတယ်Newcastle ကစားသမား Nick Pope Newcastle ကိုသမား Nick Pope ပေါ့နော်သူတော်တော်လေးကောင်းနေလို့ Arsenal ကဂိုးတွေမရတာမဟုတ်ရင် Arsenal ဒီနေ့ပွဲစဉ်မှာဂိုးတော်ပစ်သွားနိုင်တယ်ဒီပထမပိုင်းမှာ Aze တို့အများကြီးပဲနော် Aze တို့ဟောပေါ့ပြီးရင်ဟို Timber တို့ကောင်းတိုက်တာတို့ပေါ့အဲ့လိုမျိုးဟိုအနီးကကောင်းတိုက်တာတွေလည်းသူကာကွယ်သွားရပေါ့နော်အများကြီးပဲသူတော်တော်ကာကွယ်သွားတာဒီ Nick Pope ပါပေါ့နော်အဲ့တော့ကျွန်တော်ပွဲအကြောင်းလေးတစ်ချက်တော့ပြောလိုက်ရပါဘောနော်အဲ့တော့ပွဲမှာကျွန်တော်ဒီ9မိနစ်မှာပဲဒီတင်းပါကနေပြီးတော့ဖြတ်တင်တာပေါ့နော်အဲ့ဒါပြန်ထွက်လာတဲ့တစ်စက်အစီကဘယ်ချိန်နဲ့ကန်အဲ့မှာတည်းကဂိုးဝိုင်းထင်တာကျွန်တော်9မိနစ်ပဲရှိသေးတယ်လုံးဝမယုံကြည်နိုင်ကောင်းမယုံကြည်နိုင်စရာကောင်းတော့အောင်ဒီဟိုဟာကနေပြီးတော့ Nick Pope ကနေပြီးတော့ save သွားတယ်ဝါတော်တော်ကောင်းတယ်ကိုဘယ်ချိန်နဲ့လမ်းကန်လိုက်တာအဲ့ကွာဂိုးကိုမှာ save သွားတယ်ဗျာအဲ့တော့25မိနစ်မှာ Gyökeres ပေါ့ Gyökeres ကညာချမ်းကနေပြီးတော့ Saka ကိုပေး Saka ကနေပြီးတော့ Rice ကိုပေး Rice ကနေပြီးမှဒီဘယ်ချမ်းကတက်လာတဲ့ Trossard ကိုပေးလိုက်တာ Trossard ဘယ်ကြီးနဲ့အပြင်းကန်သွင်းတာတိုင်ထိသွားတယ်အိုယိုအဲ့လုံးကဂိုးကနိုင်တဲ့အနေအထားမှာရှိတယ် Trossard အားနဲ့အပြင်းကန်သွင်းတာပဲပေါ့နော်ဘယ်ချိန်နဲ့သို့တော်လည်းပဲတိုင်ထိသွားခဲ့တာကိုကျွန်တော်တို့တွေ့ရပါတယ်ခင်ဗျအဲ့တော့အဲ့25မိနစ်မတိုင်ခင်10မိနစ်ကျော်လောက်မှာကျွန်တော်တို့ဒီ penalty incident တခုဖြစ်သွားသေးတယ် Gyökeres ဘာပေါ့နော်ဟို Gyökeres ဆွဲလာတာပေါ့နော်ဆွဲလာမှာ sorry Newcastle ရဲ့ကစားမှာနောက်ပြန်ပေးရနေစဉ်လူပေးမမှုကနေ Gyökeres ရသွားတာအဲ့တော့ Gyökeres ကဂိုးသမားကိုကြော်လိုက်တဲ့အချိန်မှာဟိုပထမတိုင်အောင်ကြီးကတော့ penalty ပေးတယ်ပေါ့နော်ဒါပေမဲ့ VAR ပြန်ကြည့်တဲ့အခါမှာဒီ Nick Pope ကဘောလုံးကိုထိသွားရဲဆိုပြီးတော့တိုင်အောင်ကြီးက VAR ကိုပယ်ဖျက်လိုက်တယ်တကယ်တော့လေဒါ penalty ပေးခြင်းနဲ့ပေးလို့ရတဲ့အနေအထားဘာဖြစ်လို့လဲဆိုတော့ဒါမျိုးဟိုပါပေါ့နော်ဟို Nick Pope ဘောလုံးထိတော့ညာလဲပဲ Nick Pope ရဲ့ဒူးကောင်းဟာ Gyökeres ရဲ့ပြေးလမ်းကြောင်းလမ်းတိုက်တာဖြစ်တဲ့ကြောင့်မလို့ဒါ form ပေးပြီးတော့ penalty ပေးလို့ရရင်တော့ရအောင်เนาะ maybe အနီးကမဟုတ်ဘဲနဲ့ဟိုကက်လို့ပါပြပြီးတော့ဟို penalty ပေးခြင်းပေးလို့ရရင်ဒါတိုးလည်းပဲဒီ VAR နေပြီးတော့ပြန်လည်ကြည့်ခိုင်းပြီးတော့ပယ်ဖျက်ခိုင်းလိုက်တယ်အဲ့ဒါကြောင့်မလို့ဒီ penalty တစ်လုံးနစ်နာသွားခဲ့ရတယ်ပေါ့เนาะအဲ့တော့ဒီ25မိနစ်မှာအကြောင်းပြီးသွားပြီဆိုတော့28မိနစ်မှာကာလာဗီယိုရီလက်ပစ်ဘောမြောက်ပေးတာရှန်ကြလာတာဘယ်လိုလဲဆိုတော့ Aze ညာချင်းနဲ့လမ်းကန်တာ Nick Pope ထက်စီသွားတယ်ဒီ Nick Pope စီတာ3-4လုံးရှိတယ်ပထမပိုင်းမှာတော်တော်ကောင်းတဲ့ big chance တွေယူပဲစီသွားတာ Nick Pope ကတော်တော်ကောင်းတယ်ဒီ Nick Pope အဲ့တော့34မိနစ်မှာတော့Newcastle အတင်းဟာဂိုးစတင်ရရှိသွားတယ်ဒီဂိုးကိုသွင်းယူပေးရတဲ့လူကတော့ဒီဟိုပါပေါ့နော် Newcastle တို့ကဒီUgo Ekitike တို့ဒီဟိုတော့ Benjamin Sesko တို့မခေါ်နိုင်တော့ Ekitike နဲ့တူတဲ့ကောင်စပင်းဆုပ်ပွားတဲ့ကောင်เนาะဒီဝေါ်သူ့နာမည်ကထွားခက်တယ်Water Morty ပေါ့နော် Water Morty ကနေပြီးတော့ဒီခေါင်းတိုက်ဂိုးနဲ့ဟို Newcastle ကိုဥဆောင်ကိုတွင်းပေးသွားခဲ့တယ်တိုနာလီကနေကော်နာနေပြီးတော့Gordon ပေးတယ် Gordon ပြန်ချပေးရအောင်တိုနာလီကအသားလေး whipping cross လေးတင်ပေးလိုက်တဲ့ခါကိုဒီဟိုပါပေါ့နော် Water Morty ကဒီခေါင်းတိုက်ပြီးတော့တွင်းယူသွားခဲ့တယ်ဒီဂိုးမှာဟိုပါပေါ့နော်ဟို Gabriel သူ့ကိုတွန်းမှဆိုပြီးတော့စောတကတက်ပေမဲ့ရမ်ကြီးကဂိုးပေးခဲ့တယ်ဒီတိုင်းဟိုပါပေါ့နော်ဟို Gabriel ကိုခုထားတာဟာဟိုပါဖြစ်တယ်ဟိုပါပေါ့နော်contact ကမလုံလောက်ဘူးပေါ့နော် hash မဖြစ်ဘူးဆိုတော့ဒါကြောင့်မလို့ဒီဟိုပါပေါ့နော် soft ဆိုပြီးတော့ဒီတက်မှတ်ပြီးတော့ဂိုးပေးခဲ့တယ်အဲ့တော့ Newcastle က1-0နဲ့ဦးဆောင်သွားခဲ့တယ်မတိုင်းညွှန်ရင်လေ Newcastle 1-0နဲ့ဦးဆောင်သွားကျွန်တော်ဟာပြီးခဲ့နေရတော့ထပ်ပြတ်တော့မလားမသိဘူးဆိုပြီးတော့နည်းနည်းလေးတန်တရားဖြစ်မိသေးတယ်
အဲ့တော့ဒီပထမပြီးကန်ဒီမှာအပြန်လန်တိုက်စစ်စင်နေပဲဒီပွဲကပြီးဆုံးသွားခဲ့တယ်အဲ့တော့ဒီပထမတစ်ပိုင်းလုံးမှာအကောင်းဆုံးစားမှာတော့ကျွန်တော်တို့ Nick Pope လို့ထင်တယ် Nick Pope တော်တော်ကြီးကိုကောင်းခဲ့တာပေါ့နော်အဲ့တော့ကျွန်တော်ဒုတိယပိုင်းအကြောင်းပြောရမယ်ဆိုတော့ဒုတိယပိုင်းမှာတော့ဒီ Newcastle ဘက်ကနေပြီးတော့စပြီးတိုက်စစ်စင်တယ်အဲ့လုံးတစ်လုံးကလူကျွန်းနေပေါ့နော်ဒီ Water Model ကနေပြီးတော့ကန်လိုက်တာဘားထီပါတယ်တို့ပေမဲ့လည်းလူကျွန်းနေခဲ့တယ်အဲ့ဒါပြီးတော့59မိနစ်59မိနစ်မှာ Zubi Mandi လှပပတင်ပေးလိုက်တာကိုတင်းပါအနီးကခေါင်းတိုက်တာကိုစိတ်သွားတယ်ဒီနေ့ပွဲစဉ်မှာနစ်ပုတ်ကတော့တော့စိုးစရာအောင်မရှိဘူးပေါ့နော်အရန်ကိုကောင်းတော့တယ်ဒီစတိုက်ပါပေါ့နော်ယူကဆေယာစတိုက်ကန်စစ်မှာကစားတယ်အာဆင်နယ်စတိုက်တိုက်စစ်ဆင်နေတယ်အဲ့လိုအနေထားမျိုးတွေမှာဒီဟိုပါပေါ့နော်ဒီ84မိနစ်မှာဒီ Odegaard ချပေးလိုက်တာ Odegaard ကနေပြီးတော့ချပေးလိုက်တာ Rice ကနေပြီးတော့တင်ပေးလိုက်တဲ့အချိန်မှာအဲ့ဒီအချိန်မှာ Marino ကနေပြီးတော့ခေါင်းတိုက်ပြီးတော့ကယ်ဆယ်သွားခဲ့တယ်ဒီ Marino ကပေါ့နော်ဟိုအရေးကြုံရင်ကယ်ဆယ်နေကြအနေထားအတိုင်းပဲသူကဒီနေ့ပွဲစဉ်မှာထပ်ပြီးတော့ကယ်ဆယ်သွားခဲ့တယ်ဒီပေါ့နော်လုံးဝကျင်းကနေပဲဒေါင်းမှာတော်တော်ဒေါင်းကြတယ်ကိုယ်ကမှ Nick Pope လည်းဘာမှမတက်နိုင်တဲ့အနေထားမှာဖြစ်ပြီးတော့ဒီကိုးပေးလိုက်ရတယ်ပေါ့နော်ကိုးပေးပြီးတော့ဘာမှဖြစ်သွားပြီကျွန်တော်တို့ဒီနောက်ထပ် controversial moment တစ်ခုထပ်ဖြစ်သွားတယ်အဲ့ဒါကတော့ဒီ area ထဲမှာပေါ့နော်ဒီ penalty area ထဲမှာဒီလက်ထိွားတာပေါ့နော်လက်ထိွားတာလူထိတာဆို Gabriel သူကဒီလို slide ပစ်လိုက်တာလက်ကြီးကထောင်းနေရမိုးပေါ့ထောင်းနေရမိုးလက်နဲ့ထိွားပါတော့တို့ညာလဲဘယ်တိုင်းကြီးရာဒီဖြစ်ပြမှာ no penalty ဆိုပြီးတော့ penalty ပေးဖို့ညှင်းဆန်ခဲ့တယ်ခင်ဗျကျွန်တော်အဲ့လုံး penalty လားမသိဘူးပေါ့နော်တေးပြီးထင်တယ်ဟိုဂိုးတက်ပေးရတော့မှမသိဘူးဆိုတော့အဲ့တော့အဲ့လုံးမှာနည်းနည်း controversial ဖြစ်ခဲ့တဲ့ penalty မပေးခဲ့ဘူးနောက်တစ်လုံးကကြတော့ဒီပွဲပြီးကန်ဒီမှာ Newcastle ကကန်လိုက်သေးရပေါ့နော်အဲ့ချိန်မှာလည်းလက်ထိတလို့ဖြစ်သွားပြီမယ်လေအဲ့လုံးကိုလည်းမပေးခဲ့ဘူးအဲ့တော့64မိနစ်မှာဒီနေ့ပွဲရဲ့အကောင်းဆုံးအခိုက်အတန့်ကျွန်တော်အကောင်းဆုံးအခိုက်အတန့်အကြောင်းကိုပြောရမယ်ဆိုရင်တော့ဒီ set piece game ပေါ့နော် set piece game corner free kick အကုန်လုံး game ပေါ့ set piece game ဖြစ်တဲ့ Arsenal ရဲ့အတိုင်းဒီ Odegaard ရဲ့ corner တင်ပေးတာတစ်ဆင့် Gabriel ကနေပြီးတော့လက်ပါခေါင်းတိုက်သွားတယ်ဒီအလုံးမှာဆာလီဘာကိုသမားကိုကာပေးရတယ်ဆာလီဘာအရှိမှာ Gabriel ခုန်ပြီးတော့ခေါင်းတိုက်သွားတယ်ဒီ corner ကွက်ကပေါ့နော်ကျွန်တော်အမြင်မှာဒီဆာလီဘာနဲ့ Gabriel နှစ်ယောက်ပိုပါရင်ပို့ပြီးတော့ effective ဖြစ်တယ်ပေါ့နော်ပို့ပြီးတော့အကျိုးရှိရလို့ကျွန်တော်ထင်တယ်အဲ့တော့ဒီနှစ်ကိုတကုတ်ဖြစ်သွားပြီနော်နှစ်ကိုဖြစ်သွားတဲ့နောက်မှာဒီ Newcastle ကပြန်ပြီးတိုက်စစ်စင်တော်ညာလည်းပဲထိရောက်မှုမရှိတော့ဘူးသူ့ရဲ့လူတွေအကုန်လုံးလည်းထုတ်ပြီးသွားပြီလူကောင်းတွေလည်းမရှိတော့ဘူးပေါ့နော်ကွင်းထဲမှာအဲ့တော့ဒီပွဲပြီးသွားချိန်မှာ Newcastle က1 Arsenal က2ပေါ့နော် Newcastle က1-2နဲ့ St James ဘက်မှာ Arsenal တင်းကိုရှုံးနေသွားပါရဲ့အဲ့တော့ Arsenal တင်းနေနဲ့ဒီနေ့ပေါ့နော်ဒီနေ့ပွဲစဉ်မှာကျွန်တော်အကြိုက်ဆုံးကစားသမားကတော့Declan Rice ဖြစ်ပါတယ် Declan Rice အနေနဲ့ဒီနေ့ပွဲစဉ်မှာကွင်းတစ်ခွင်းလုံးမှာသူ့ခြေရာတွေကြီးပဲပေါ့နော်ပထမပိုင်းမှာသူက CDM ပေါ့နော် defensive midfield မှာနည်းနည်းလေးစော့တယ်နောက်ပိုင်းမှာကျတော့သူကဒီmidfield နဲ့အရှေ့ကိုနည်းနည်းပို့ပြီးတော့ iron side ပြီးစော့ဘာဖြစ်လို့ဆိုတော့သူကရှုံးနေအောင်နော်ရှုံးနေတဲ့ကြောင့်မလို့သူကပို့ပြီး iron side ပြီးစော့တယ်ဒါပြင်ဒီနေ့ပွဲစဉ်မှာဒီ Marino ခေါင်းတက်သွားတဲ့ဖြတ်တင်ဘောကိုလည်း Declan Rice ကassist လုပ်ပေးနိုင်ခဲ့တယ်အဲဒီကြောင့်မို့ဒီနေ့ပွဲမှာတော်တော် solid ဖြစ်တဲ့performance နဲ့ကျွန်တော် Declan Rice ကိုရွေးချယ်ပါတယ်ဘာပေါ့နော်တကယ်တော့ကျွန်တော် Gabriel ကိုလည်းရွေးပေးဖို့မလိုပါဒါပေမဲ့ Gabriel ကဒီပထမ Newcastle ကိုပေးတဲ့ဂိုးမှာသူနည်းနည်းလေးဟန်ချက်ပြတ်နေပေါ့နော်အဲ့တော့ကျွန်တော်ဒီ moment တစ်ခုကြောင့်ကျွန်တော်သူ့မရွေးဘဲနဲ့ကျွန်တော် Declan Rice ကိုရွေးလိုက်တာဖြစ်ပါခင်ဗျ။ Okay Newcastle ဘက်မှာလည်းကျွန်တော်ကြိုက်ဆုံးသားမှတစ်ယောက်ရှိပါတယ်။သူကတော့ Newcastle ရဲ့ကိုသမား Nick Pope ပဲဖြစ်ပါတယ်။ Nick Pope အနေနဲ့ဒီနေ့ပွဲစဉ်မှာ4-5-6လုံးလောက်ကိုစိတ်သွားခဲ့တယ်။အပိုင်ကိုရမယ်ကိုတွေကြီးပဲ။တခြားကိုသမားတွေဆိုရင်ဒီ4-5-6ချိန်လောက်မှာ3ဂိုးလောက်4ဂိုးလောက်ဝင်နိုင်တဲ့အနေအထားတွေပေါ့နော်။သူကမယုံကြည်နိုင်ကောင်းတော့အောင်စိတ်သွားခဲ့တယ်။အဲ့တော့ဒီနေ့ပွဲစဉ်မှာ Newcastle အကြိုက်ဆုံးကနေ Newcastle ဘက်ကအကြိုက်ဆုံးကိုကျွန်တော် Nick Pope ကိုရွေးချယ်ပါတယ်။ဟောပေါ့နော် main man of the match ကတော့ကျွန်တော်တို့ Declan Rice ပဲပေါ့နော်နိုင်သွားတဲ့အသင်းကနေပဲကျွန်တော်ကြည့်လိုက်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီ Newcastle 1 Arsenal 2ပွဲပြီးသုံးသက်ချက်အစီအစဉ်ကိုကျွန်တော်ဒီမှာပဲညနာခြင်းပါခင်ဗျချစ်ချူပဲပြည်သက်ကြီးအားလုံး Harry ကနေပြီးတော့ကျေးဇူးတင်ပါတယ်ခင်ဗျအားလုံးပဲကျွန်တော် channel လေးကိုလည်း subscribe လုပ်ပေးကြပါဦးအားလုံးပဲကျေးဇူးပါ